professional တောင်းစား ဟာဒေါင်းစားတော့ professional ရှိသေးလား ရှိပါတယ်ကျွန်တော်ကတိတ်ခါရှိတောင်းစားတောင်းစားပါတချို့တောင်းစားတွေဆိုရင်ဟိုဂိတ်တာဒီဂိတ်တာနဲ့ဟိုလူကိုဟိုပုံမှန်တက်ဒီလူကိုဒီပုံမှန်တက်ပြီးတော့အတင်းအဓမ္မတောင်းစားနေကြတာပါ 哎呀，俺怎么ပြောနေလေကွာ ဟေ့အောင်ဒေါင်းစားတော့မင်းငါတို့ဆောင်းပြောနေသလိုဖြစ်နေပြီဟမ်ဟေ့အောင်ခါလိုက်တော့နောက်တစ်ကောင်နာမည် ချက်ကြီးပါ လောက်ကင် ရုပ်သားတဲ့တခိုးလေးပါ ဟာတခိုးတော်မှာရိုးသားသလားဟာ ရှိပါတယ်ဗျကျွန်တော်တို့ကမရှိလို့ရိုးသားခိုးစားတာပါတချို့တခိုးတွေလို့ယူနီဖောင်းဝတ်ဓာတုကြီးကြီးယူပြီးဘုရားတက္ကလို့ဘာလို့ဘုရားပတ်စံတွေပြည်သူပတ်စံတွေကိုမခိုးပါဘူးတချို့တခိုးတွေလို့ရောက်ကတဲ့ကိုဝင်ပြီးမီးရှုပ်ပြီးပြစ်သမျှပစ္စည်းတွေကိုလည်းမခိုးပါဘူး ဟာမင်းတခိုးကငါရုပ်ကြည့်ပြီးမပြောတော့ငါတော့ရရင်ဟာဟမ်နောက်တစ်ကောင် ကျွန်တော်နာမည်မောင်သိန်းနိုင်ပါခင်ဗျာခွေးပင်ကျေးရွာကညသရကျေးတော်သားလေးကျွန်တော်နာမည်မောင်သိန်းနိုင်ပါ လောက်ကင်ဟာ ဇာတိချက်ချင်းမွေးရမြေမှာတောင်ရလေလို့ဓမ္မခုတ်ဘဝနဲ့ရိုးသားပြီးစ조사တဲ့လေသမားလေးတစ်ယောက်ပါအခုခါမှာတော့အမျိုးဘာသာတနာကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့တက်မတော်ရဲ့အင်အားဖြစ်စေဖို့အတွက်ကျွန်တော်မောင်သိန်းနိုင်တိတ်ချရတဲ့ထွေးညိုလေးကိုထားရစ်ပြီးအမိတက်မတော်ကြီးရဲ့ရင်ဝင်စီကိုရောက်လာခဲ့တာပါတနေ့နေ့မှာတိုင်းပြည်ရဲ့ပြည်ချစ်သားကောင်းစစ်တီတယောက်အဖြစ်နဲ့ထွေးညိုရှိရာရွာကလေးစီကိုအပြေးပြန်ခဲ့မဲ့လို့ဂတိပေးရင်ရွာထိတ်ကညောင်ပင်ကြီးရဲ့အောက်မှာထွေးညိုကိုကြိုနေဖို့မှာခဲ့ပါလေခင်ဗျာ ကိုသိန်းနိုင်ရဲ့ခမရအတန်ကိုကြားရတာလေတခိတခါကက်ဆက်ဇလန်းနေနားထောင်နေရတယ်လို့ပါပဲလား ဟုတ်ပါတယ်ဗျဟုတ်ပါတယ် ကဲထားလိုက်တော့နော်ဒီနေ့လာတဲ့၃កောင်ထဲမှာကိုသိန်းနိုင်တယောက်တည်းစောက်ချိုးပြေတယ်နော်မင်းတို့ဟာတိုင်းပြည်အတွက်လိုအပ်နေတဲ့နိုင်ငံသားကောင်းအလောင်းလေးတွေပဲဖြစ်တယ်အဲ့တော့ငါတို့ကမကြခင်မှာတိုင်းပြည်နဲ့လူမျိုးအတွက်အရှေ့တန်းကိုထွက်တဲ့အခါမှာမင်းတို့လိုနိုင်ငံသားကောင်းအလောင်းတွေကငါတို့အတွက်အများကြီးလိုအပ်တယ်ကွာ မသားတော့ ဟဲ့အောင်မင်းတို့စက်တွေကိုပိတ်ထားလိုက်ရက်ခမ်းမာတွေကိုသွားယူနီဖောင်းတွေသွားယူတင်နေစားတော့မယ်ဟဲ့အောင်ဒီဟောတွေကိုမင်းဘဲကောင်းနေလာယူနေငါဟဲ့အောင်စိတ်တက်ကွာဒီလိုစောက်ချုံးမျိုးလာမချိုးနဲ့မင်းတို့စိတ်ထဲမှာမှတ်ထားရမှာတမတော်သားမိတမတော်သားဖောက်ခွာရ မျော်လင့်ရင်မန်းကားရဲ့ပန်းနိုင်သွဲရလာတဲ့တနည်းမဲတင်းဆိုတာကွယ်အထွေညိုကိုချော့တတ်လာခဲ့မယ်အခုများတိုင်းပြည်ဝန်ထမ်းလည်းရမှုထွေညိုလေးရဲ့အတွေ့ဆိုတာဖြောက်ဖြက်ပြရရဲ့ မောင်သိန်းနေ ဘာကြီးမို့ မင်းရောက်လာပြီကို ဟုတ်ပါတယ်ဘာကြီးမို့အမျိုးဘာသာသာသနာကိုစောင့်ရှောက်ဖို့အတွက်တက်မတော်သားကောင်းတယောက်အဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့ဟဲ့ဒီကကျွန်တော်မောင်သိန်းနေဘင်းညိုရှိရရွာကလေးစီကိုအောင်မွဲတွေနဲ့အတူအပြေးလာခဲ့တာမှဘာကြီးမို့ ငါပြောမယ်ကွာမင်းထုတ်ကြည့်ချစမ်းမ ဘာဖြစ်လို့လဲဘာကြီးမို့ရေမထိတ်တာမလန့်တာရှင်းလိုက်တာဗျာ မင်းအလားကောင်းမင်းအခါနှောင်းသွားပြီမောင်သိန်းနေ ဘာကြီးမို့ထွေးညိုဘာဖြစ်လို့လဲဘာကြီးမို့ရေထွေးညိုလည်းဘာဖြစ်လို့လဲဗျာ စမုတ်တန်းဆိုပြီးတော့မင်းစစ်ထက်လိုက်သွားပြီး6လလောက်ပါပေါ့ကွာငါတို့ရွာကူစစ်ချောင်းထိုးဖို့ဆိုပြီးတော့မင်းတို့ဘက်ကလာတာထွေးညိုတွေကလည်းမင်းပြက်လာပြီးထင်ပြီးဟောဒီညောင်ပင်အောက်ကနေပြီးတော့ထွက်အကျူဒီကောင်တွေကသူတို့ကိုမိုင်းချောင်ဖို့ကဲလာထောက်တယ်ထင်ပြီးတော့ထွေးညိုအော်ဒီမှာတစ်ပတ်ပြစ်လိုက်တယ်ကွာ ချင်းနိုင်မလားဘာကြီးမို့ရေချင်းနိုင်မလားဗျာတက်မလို့ဆိုတာရန်သူနဲ့တွေ့ရင်မီးလို့ပြည်သူနဲ့တွေ့ရင်ပန်းလို့ထောင်ရဆက်ဆံလို့တက်မလို့ကြည့်ပါဘာကြီးမို့ရေတက်တော့ကြည့်ပါဗျာ ခွေးစကားတွေပြောနေတာမောင်သိန်းတန်မင်းမထွေးသေးတရွာလုံးမီးရှို့သွားလို့ပြပုံဖြစ်နေပြီကွာခေါ်ပါသာကြည့်တော့ ဘာတက်မလို့ကလောက်တာဖြစ်နိုင်မလားဘာကြီးမို့ရေတကယ်လို့တက်မလို့ကလောက်တယ်ဆိုရင်တော့မှဒီအချက်ပမားတွေကိုချေမုံဖို့အတွက်မလွန်ရမဆောင်တာရွာကမီးရှို့တာဖြစ်မှာဘာကြီးမို့ရေရွာကမီးရှို့တာဖြစ်မှာ ခွေးစကားတွေမပြောပါနဲ့လားမောင်သိန်းတန်မင်းအဖေဆိုရင်လဲ
စစ်ကြောင်းထိုးလာတော့ပေါ်တာဆိုပြီးဖမ်းသွားတာမိုင်းနေပြီတော့အခုသူ့အသားဆိုအစနဲ့တော့ရှာမရဘူး အော်ဖေဖေအော်ဒါကြောင့်လဲတားခဲ့ဖေဖေဖြစ်နေတာကိုနောက်ဆုံးအချိန်မှာတော့မှတမတော်အတွက်တာဝန်ထမ်းဆောင်ရင်းနဲ့မိုင်းနေပြီးသွားတယ်တားခဲ့ဖေဖေဂုံယူပါတယ်ဖေဖေဂုံယူပါတယ် ခွေစကားတွေပြောပြပြီလားမောင်သိန်းတန် ဘာဖြစ်ပြန်ပြီလဲဘာကြီးမုံရင်ဘာဖြစ်ပြန်ပြီလဲလို့ မင်းအဖေကသူ့ဟာသူလဲလုတ်ပြီးပြန်အလားစစ်ကြောင်းနဲ့တို့တော့ပကပသတင်းပေးဆိုပြီးအတင်းဖန်ကြိုးတုံမိုင်းခွင်းနဲ့နင်းခိုင်းလို့သူ့အသားဆိုခုအစနဲ့တော့စားလို့မရတော့ဘူးကွာအဲ့ဒါကြောင့်သေတာကွာသေတာအခုမင်းကိုထွေးညိုလေးထွက်ကြိုးနေတဲ့ဒီညောင်မင်းကြီးလေလေချောင်းကနေဘုံကျဲလို့စမုံတုံးသွားပြီကွာစမုံတုံးသွားပြီ အော်တမတော်ရဲ့ခရီးလမ်းမှာပွဲဆက်မှုတွေကများလာကြည့်လဲဘာကြီးမုံရင်ညားလာပြီတော့ဗျာဒါပေမဲ့တော်ပါသေးတယ်ဘာကြီးမုံဘာကြီးမုံတို့လိုတက်ကြီးရွယ်အိုတွေရမိရက်ဖတွေကိုအခုလိုကြမ်းကြမ်းမှန်မှန်နဲ့မြင်ရတာမြင်တော့ကျွန်တော်စိတ်အေးရတယ်ဘာကြီးမုံရင်ကျွန်တော်စိတ်အေးရတယ်ဒါဟာလဲတမတော်ကကျွန်တော်တို့ကြေးဝါအတွက်အမျှော်မြင်ရှိနော်ဘာကြီးမုံတို့လိုတန်မိုးရှိတဲ့လူကြီးတွေကိုတချို့တတိတလေးတစားနဲ့ထားခဲ့တာဖြစ်မယ်ဒီအတွက်ကျေးဇူးတင်ပါတယ်တမတော်ကြီးရဲ့ကျွန်တော်မောင်သိန်းနဲ့ကျေးဇူးတင်ပါတယ်ဗျာ ခွေးစကားတွေပြောပြပြီလားမောင်သိန်းတန်မင်းပထွေးတွေကငါလည်းအရှင်းမထားဘူးကွာပကဖခေါင်းဆောင်ဆိုပြီးတော့လှန်စွတ်တဲ့ထိုးသွားတာ ဟာစိတ်မကောင်းလိုက်တာဘာကြီးမုံရဲ့စိတ်မကောင်းလိုက်တာဗျာဒါဘာကြီးမုံကတေသွားပြီပေါ့တေပြီပေါ့ မင်းပထွေးတွေကတရားလုံးလှတ်သွားတာအားလုံးရှင်းစရာလားကွာရှင်းစရာလား ဒါဆိုရင်ဘာကြီးမုံကတေသွားတာတော့မှကျွန်တော်ကဘာကြီးမုံကိုဘာဖြစ်လို့မြင်နေရတာလဲဘာကြီးမုံကကျွန်တော်ကဘာဖြစ်လို့မြင်နေရတာလဲဗျာကျွန်တော်အောင်မိုင်းတွေနဲ့အတူပြန်လာတာကိုဘာကြီးမုံကကျွန်တော်ကိုမြင်နေရတယ်ဆိုတော့ဒါလည်းတတ်မတော်ရဲ့ထူးခြားတဲ့ဝိသေသတစ်ခုပါပဲကျေးဇူးတင်ပါတယ်ကျေးဇူးအနန္တပါတတ်မတော်ကြီးကျေးဇူးအနန္တ ခွေးစကားတွေပြောနေတာပဲ ဘာဖြစ်ပြန်ပြီလဲဘာကြီးမုံရဲ့ဘာဖြစ်ပြန်ပြီလဲလို့ မင်းလည်းဘာအောင်ပွဲထဲမှာပြန်လာတာမဟုတ်ဘူးဘာသာပေါ်ပြီးဝိညာဉ်ဖြစ်နေပြန်လာလို့ငါ့ကိုတွေ့ရတာပေါ့ကွာ ဘာကြီးမုံပေါ်လည်းနှက်ခါမရရွာလည်းပြကြဆိုတယ်လို့ပထိုးလဲကွယ်အကျိုးလဲနဲ့အကျိုးလဲရုပ်အမျိုးနဲ့ပြုတ်ပါပေါ့ဘာကြီးမုံရဲ့ထွေးညိုလေးကိုမအေလို့အာနာယူနေတော့ကိုလိုဘွားတွေပြည့်ရပါပြီထွေးညိုလေးအခုတော့မောင်ကြီးပြန်လာတဲ့လမ်းကိုထွေးညိုလေးပြေးမကြုံနိုင်တော့ဘူးပေါ့